အားလုံးပဲမင်္ဂလာပါဒီချိန်တွေကကြိုဆိုလိုက်ပါတယ်ဒီချိန်တို့သင်္ချာမေခွန်းတွေဖတ်တဲ့အခါမှာ constant နဲ့ variable ဆိုတဲ့ဒီစလုံးလေးတွေပါလာတဲ့အခါမှာ constant ကဘယ်လိုကိန်းမျိုးလဲ variable ကဘယ်လိုကိန်းမျိုးလဲဆိုတာကိုခွဲခွဲခြားခြားသိနေဖို့လိုပါတယ်အဲကြောင့်မို့လို့ဒီချိန်က constant နဲ့ variable အကြောင်းကိုဒီချိန်ရှင်းပြမှာဖြစ်ပါတယ်အခုဒီချိန်ရှင်းတာလေးကြည့်ရအောင်နော်constant number and variable number အကြောင်းကိုရှင်းမှာဖြစ်တယ် constant number ဆိုတာကတန်ဖိုးမပြောင်းလဲတဲ့ကိန်းတွေ variable number ဆိုတာကတန်ဖိုးပြောင်းလဲနိုင်တဲ့ကိန်းတွေခေါ်တာဖြစ်တယ်ပထမဆုံး constant number တန်ဖိုးမပြောင်းလဲတဲ့ကိန်းတွေပေါ့နော် constant number is a number that always remains the same without changing value constant number ဆိုတာတန်ဖိုးမပြောင်းလဲဘဲနဲ့အမြဲတမ်းဒီတန်ဖိုးအတိုင်းပဲရှိနေတဲ့เนาะကိန်းတွေကို constant number လို့ခေါ်ပါတယ် example နဲ့ပြောမယ်ဆိုရင်တော့2 5 10 -3 1/2 ဒီလိုကိန်းဂဏန်းတွေဟာ constant number တွေဖြစ်တယ်2ဆိုလို့ရှိရင်ဒါသူ့ရဲ့ကိုယ်ပိုင်တန်ဖိုးပေါ့နော်ဒီကိုယ်ပိုင်တန်ဖိုးတစ်ခုကဘယ်တော့မှမပြောင်းလဲဘူးဒီတန်ဖိုးအတိုင်းပဲရှိနေတယ် -3 ဆိုရင်လည်းဒါသူ့ရဲ့ကိုယ်ပိုင်တန်ဖိုးပဲအနှုတ်လက္ခဏာဆောင်တဲ့ကိန်းလေးပေါ့နော်ဒီတန်ဖိုးကလည်းအနှုတ်လက္ခဏာပဲအမြဲတမ်းဆောင်နေမှာပဲသူ့တန်ဖိုးကလည်းမပြောင်းလဲဘူးဖြစ်တယ်ဒီလိုကိန်းဂဏန်းတွေက constant number တွေဖြစ်တယ်အဲကြောင့်မို့လို့ကျန်လို့ကconstant ဆိုတာကိုသင်္ချာဖော်ပြချက်ဒီနေ့ပြောမယ်ဆိုရင်တော့ကဏ္ဍတစ်ခုပဲတည်းပဲဖြစ်နိုင်တယ်ဒါမှမဟုတ်လို့စာနဲ့ရေးမယ်ဆိုလို့ရှိရင်လည်း a = 5လိုမျိုးပေါ့နော်တိတိကျကျပေါ့တန်ဖိုးအတိတိကျကျသတ်မှတ်ထားတယ်ဆိုရင်လည်း constant လို့ခေါ်ပါတယ်ဒါကတော့ constant number နောက် variable number တန်ဖိုးပြောင်းလဲနိုင်တဲ့ကိန်းနော်A variable number whose values can be changed နော်တန်ဖိုးတွေပြောင်းလဲနိုင်တဲ့ကိန်းကို variable number လို့ခေါ်တယ်ကိန်းရှင်ပေါ့နော်ဒီ variable number ကိုဘာနဲ့ကိုးစားပြုလဲဆိုရင်အင်္ဂလိပ်အခရာအသေးတွေနဲ့ကိုးစားပြုတယ် example နဲ့ပြောမယ်ဆိုရင် a b လို့ x လို့မျိုးပေါ့နော်အင်္ဂလိပ်အခရာအသေးဘယ်စလုံးနဲ့ပဲဖြစ်ဖြစ်ပေါ်ပြလို့ရတယ်အဲ့တော့ variable number တွေကဘယ်အခါမှသူကပြောင်းလဲတာလဲဆိုရင်သူ့ရဲ့ဖြည့်ရှင်းရမယ့်မိကုံးပေါ်မှာမူတည်ပြီးတော့သူ့ရဲ့တန်ဖိုးတွေကပြောင်းလဲတာဖြစ်တယ်။ဒါကြောင့်မလို့ the value of variable can change depending on the problem နော်မေးထားတဲ့မိကုံးပေါ်မှာမူတည်ပြီးတော့တန်ဖိုးတွေကပြောင်းလဲတာဖြစ်တယ်။ဥပမာအဖြစ်ပြောမယ်ဆိုရင်တော့ x + 2 = 5ဆိုတဲ့ဒီ equation လေးမှာပေါ့နော် x က variable number သူ့ရဲ့တန်ဖိုးလေးကိုကျတော့ရှာမယ်ဆိုရင် x = 3ဆိုတာကိုရတယ်။နောက် equation လေးက x - 2 = 8ပေါ့နော်ဒီမှာဆိုရင်လည်း x က variable တန်ဖိုးဖြစ်တယ်သူ့တန်ဖိုးလေးကိုဒီတော့ရှာမယ်ဆိုရင် x = 10ဆိုတာလေးကိုရပါတယ်ဒါကြောင့်မို့လို့ variable number တွေဟာဒီမေးထားတဲ့မေးခွန်းတွေပေါ်မူတည်ပြီးတော့တန်ဖိုးတွေပြောင်းလဲသွားတာဖြစ်တယ်အဲ့တော့သင်္ချာအနေနဲ့တော့ဒီ constant number variable number တွေကိုအလွယ်တကူမှတ်မယ်ဆိုရင်တော့ constant number ကတန်ဖိုးမပြောင်းလဲသောကိန်းပေါ့နော် variable number ဆိုတာကတန်ဖိုးပြောင်းလဲနိုင်သောကိန်းကိုထည့်သတ်မှတ်မှာဖြစ်တယ်နော်အဲ့တော့ share တို့ဒီမှာexample 1လေးနဲ့ကြည့်အောင်နော်x + 5 = 7ဆိုတဲ့ဒီ equation လေးမှာဆိုရင် x က variable ဖြစ်တယ်5နဲ့7က constant ပေါ့နော်နောက် example 2အနေနဲ့ကြည့်မယ် a + b = 10ဆိုရင် a နဲ့ b က variable တွေဖြစ်တယ်10က constant ဖြစ်တယ်နောက် example 3အနေနဲ့ကြည့်မယ်ဆိုရင် 2p - 2 = 4ပေါ့နော်ဒါဆိုလို့ရှိရင်တော့ pq က variable 24က constant ဒါချေတော့ equation အနေနဲ့ပြောတာဖြစ်တယ်နောက်ဒီချေတော့မှာဒီ constant အနေနဲ့ပေါ့နော်ဒီသတ်မှတ်လို့ရတာတွေရှိတယ်ဥပမာပြ1 week ပေါ့နော်1 week ဆိုရင်သတင်းပတ်တစ်ပတ်မှာပုံသေးဘယ်နှစ်ရက်ရှိလဲဆိုရင်9ရက်ဒီပုံသေးပဲဒါမပြောင်းလဲဘူးအကြောင်းမလို့1 week မှာ7 days ရှိတယ်ဆိုတာလည်းဒါ constant ရဲ့သဘောတရားဖြစ်တယ်နောက်တစ်ခါ1 day တစ်ရက်မှာ24 hours ရှိတယ်ဒါလည်းပုံသေးပဲเนาะအဲ့ဒါတွေကလည်းဒါလည်း constant ရဲ့သဘောတရားဖြစ်တယ်နောက်တစ်ခါတော့ကျတော့သင်တန်းကြီးပြရတယ်အဲ့ဒီသင်တန်းကြီးကတစ်လကို1000ဆိုတော့ဒါရဲ့သဘောတရားဒီလည်းပါပဲလေ constant ပဲเนาะဒါဆိုရင်တော့ကျတို့ constant နဲ့ variable ကိုသေသေးချာချာသဘောပေါက်လာပါ